ဟာပေါ့ဘယ်သေးတော့ရှိတယ် ဒါအဲ့ဒါကြတော့အစားအစားပေါ့နယ်လိုက်တွေလည်းပါတာပေါ့ကျွန်တော်နေမဟုတ်ပါဘူးနေမဟုတ်ပါစားဘယ်နှညလောက်ဖြစ်မလဲမသိဘူး ဟုတ်လေအဲ့လိုမဟုတ်ဘူးလေဟာဘာလို့ပဲတစ်ဆက်ရှင်ပဲတစ်ဆက်ရှင်တော့တနားကြီးစားလောက်ပဲပေါ့ အဲ့တော့ပဲပေါ့အဲ့တော့ promotion ရတယ်တနားကြီးစားလည်းဖြစ်ပါတယ်ဟုတ်ကဲ့တနားကြီးစားလည်းဖြစ်တယ်နေရာဒေသပေါ့ဘယ်နေရာလေးလဲဆိုတာလည်းအဲ့ဒီချက်လေး နေရာတော့မရှိပါဘူးဒီမှာပဲလေကောက်လို့မရဒီမှာကောက်လို့မရဒီမှာသူဇက်ကုန်သူ promotion လုပ်မဲ့တူပါရတယ်ဒီမှာလည်းအဆင်ပြေတယ်လေ ဒီမှာရမှာပိုကောင်းတယ် ဟုတ်ကဲ့ရတယ်ဒီမှာလည်းရတယ်ဟုတ်ဒါရမူရတာပေါ့ကျွန်တော်ကလေးတွေကအဲ့ဒါပိုးတန်တာကျွန်တော်အဲ့ဒါသဘောကျတာအမြဲတိုင်းလဲသူတို့ကကြည့်နေတာတခါလေညာပိုင်းပြီးဆိုရင်ကျွန်တော်မှ TV လေးမှ TV တွေ့လားအဲ့ TV မှာတောက်လျှောက်ပြတာလဲသူတို့ TV ကြည့်ပြီးတော့တောက်လျှောက်ကြည့်နေတာပဲဟုတ်လားအဲ့လိုတခါလေးပြလာတယ်တခါလေးပြတာလေစနစ်ကြတာဟုတ်ကဲ့အဲ့ဘိုင်းလေးဆိုရေးလဲတော်တယ်ပေါ့ကောင်းဟုတ်ကဲ့ပါဟို TV နဲ့မဟုတ်တယ်သူဖုန်းတွေပါနဲ့လေကြည့်လို့တယ်ကြည့်ပြတယ်သူတို့ဖုန်းတွေပါနေဆိုရင်လည်းသူတို့ကြိုက်တဲ့ဟာလေးသူတို့ကြည့်ကြတာပေါ့ဟုတ်ကဲ့ဂျပန်မြန်မာကြည့်ဂျပန်ဟဲ့ဂျပန်ကိုများကြည့်သေးလားသူကြတော့အတန်ပါဝါတွေကောင်းတယ်လေအဲ့ဒါလေးအများဆုံးကြည့်ဟုတ်ကဲ့ပါကျေးဇူးပါโอเคအဲ့ဒါဆိုလေကျွန်တော်စာချုပ်လေးလုပ်လိုက်ရအောင်နော်စာချုပ်မလိုဘူးလေစာချုပ်မလိုပါဘူးပါပဲဟာတကယ်မဲဥစားစာချုပ်မလိုပါဘူးတခါတည်းရှင်းလိုက်ပါဗောရတယ်တခါရှင်းရမှာဆိုလေရှင်းလိုက်ဟုတ်ကဲ့ရတယ်ဟုတ်ကဲ့ပါဒီမှာတော့မလေးတွက်လက်ဆိုဘဒူးမေးလို့ကျွန်တော်ရှိကိုရောက်သေးရမယ်ကဲဒီတပတ်တွေပို့သေးတာဗောဘာရွေးလို့ရမလားဘလို့ဘုရှိကရွေးတယ်မလို့လေရောက်30ရှိတယ်လေ30လုံးပေါ့30လုံးရင်းတော့ကျွန်တော်မတက်နိုင်ဘူးလေကျွန်တော်ဒီပါပဲဟောတော့2ယောက်3ယောက်လောက်ဆိုဖြစ်လားအဲ့တော့ဒီလည်းမနိုင်ဘူးလေတယောက်ပဲရောက်ရဘလို့အဲ့လိုရအောင်လေတယောက်တည်းကတော့မရဘူးဗျအနည်းဆုံး2ယောက်တယောက်ပြီးမှတယောက်ဆိုတော့ဗျအဲ့လိုလေရတယ်လေအဲ့ပါအမနဲ့ကျွန်တော်ရှိပါလားအဲ့တယောက်ပြီးတယောက်ပဲသွားတာလေဟိုတယောက်ပြီးတယောက်ပဲသွားတာဗျအဲ့ဆိုကျွန်တော်စာမချုပ်ဘူးဆိုလည်းကျွန်တော်စီယန်လေးချပြီးတော့ရတယ်ဟိုကျွန်တော်တော့အခုပဲစီယန်ချရတယ်မလေးဟုတ်ကဲ့ပါဟုတ်ကဲ့ဘယ်လောက်ပေးရမလဲရတယ်ဟိုတနားကြီးစားပဲမလားတနားကြီးစားဒီမှာပဲမယ်နော်ဒီမှာပဲ15သိန်းလောက်ဆိုအဆင်ပြေပါပြီ15သိန်းပါဟာဒီရုပ်ဒီလို15သိန်းနဲ့ဘယ်လိုလုံးဆိုမလဲမဟုတ်ဒီအနေထားတွေကကျွန်တော်ဒါအနည်းဆုံးကျွန်တော်တောင်းတာအခုတနားကြီးစားတယ်မဟုတ်လို့ညာလုံးပေါက်ဆိုရင်ကျွန်တော်ဟာတညကိုယူတာအဲ့ဒါမနေဘူးအခွင့်များညာလုံးတော့လေကျွန်တော်တက်နိုင်ဘူးလို့ဟိုအကွင်းဆိုင်ကိုမေးကြည့်လိုက်တော့သွားလိုက်ပါတဲ့အဆင်ပြေလိမ့်မယ်တဲ့အဲ့ဟာနာမည်ကြီးပဲတဲ့နာမည်မအဲ့တော့လည်းဘယ်လိုမေးမသိတယ်ဟုတ်လားတယောက်3သိန်းခွဲ2သိန်းအဲ့လောက်ပဲရှိတယ်တဲ့တယောက်3သိန်းခွဲ2သိန်းတော့မရဘူးဒီကိုမရဘူးအဲ့တော့ကျွန်တော်လည်းပျော်ပါခြင်းတာဒီကပဲဗလေးပျော်ပါခြင်းလို့ပျော်ခြင်းလို့ပျော်လို့ရတယ်အဲ့ပျော်ပါဖို့ဒီကပဲဆိုရဘယ်လောက်တောင်းမလဲ15သိန်းပဲ15သိန်းကတော့ရှော့လို့ရှော့9000တသိန်းပေါ့ပြီးတော့လေဒီမှာ15သိန်းကျတော့မော်ဒယ်ဈေးလောက်ဖြစ်မော်ဒယ်ဈေးဆိုတာသူတို့ကလည်းခဏလေးအလုပ်လုပ်သွားတာသူတို့ကြတော့တနားကြီးဆိုတနားကြီးအပြည့်အလုပ်လုပ်တညာလုံးလောက်ရတာလေတချို့တညာလုံးလောက်ရတာတွေ့လားဟုတ်ကျွန်တော်တညာလုံးလည်းအချိန်မရပါဘူးကျွန်တော်ဟုတ်ကဲ့ပါမဟုတ်အဲ့ကြောင့်လည်းကျွန်တော်တနားကြီးပေါ့တနားကြီးလွန်ကျွန်းပေါ့အဲ့ကြောင့်တနားကြီးဒါပဲဒါတိတ်ပြီးတော့ပြင်းတယ်ဆိုလို့ရှိရင်နောက်တနားကြီးပေါ့နောက်တနားကြီးထပ်ပြီးတော့ရတယ်လေရတယ်အဲ့ကကျတော့လေကျွန်တော်နည်းနည်းထပ်လျှော့ပြီးစားသိန်းဟလားဟုတ်ကဲ့ပါကဲဘယ်သူရင်လဲပြောဘယ်သူရင်လဲဒီမှာဘာမှမစီစဉ်ရသေးဘူးဗျဘာမှမစီစဉ်ကျွန်တော်အခုလေအဲ့လေဒီမှာမစီစဉ်ရမလို့လေရေချိုးပြီးရမလားရေခုတ်ချိုးပြီးပါတက်တက်မြက်မြက်ပဲရကျွန်တော်ဒီရဲပဲဟုတ်ရတယ်မလဲရသေးဘူးလေဟုတ်ကဲ့ရတယ်ဟုတ်ဘာလို့လဲရှင်ဘယ်ဟိုသွားခဏပဲသွားဟိုခန်းနေဘယ်ခန်းသွားလဲလို့တိုက်ကမရှိဘူးလားလို့တိုက်ကလည်းအဲ့မှာ